ရွေးချယ်ကစနစ်အသစ်ဖြစ်တဲ့ပစ္စည်းတွေနေရာချပေးတဲ့ကုတ်ပရိုဂရမ်ရေးရင်းဒီတခါနင်ကိုအရင်ရေးခိုင်းမယ်ဆိုပြီး Linux ကိုအခွင့်ရေးပေးလိုက်ပါတယ်။86ခုမြောက်ဆိုင်ခွဲဖွင့်လှစ်ခြင်းအထိမ်းအမှတ်အတွက်သူတို့ကိုထောင်ရှိမှာရှိုးပွဲလုပ်အောင်ပွဲခံနေကြပါတယ်။ဆန်ဒီကစင်မော်တက်ကအထူးဤသည်တော်ရှိသေးတယ်ပြောကဒါရှင်တက်ချ် Express ကခွန်ဒေကိုမိတ်ဆက်ပေးကအတူတောက်ကြပါတယ်။အရှိမြောက်လမ်းကြောင်းတစ်ခုလုံးကိုခွန်ဒေထိန်းချုပ်ထားတာပါ။မနက်အစည်းအဝေးမှာခွန်ဒေနဲ့အစင်မပြေလို့ဆန်ဒီကအပြေးပြိုင်နိုင်ရင်သူ့နဲ့ညစာစားဖို့လောက်ရာကနေရောက်လာတာပါ။တန်နာဖွဲ့သားတွေအားလုံးနဲ့အတူဆန်ဒီကလည်းမူးအောင်တောက်ပြီးဂိမ်းတွေကစားကပျော်နေကြပါတယ်။ဆန်ဒီကခွန်ဒေကိုမူးနေပြီးလာပြောကမှတ်ထားနော်ကျွန်တော်တို့ဘလို့ပဲသဘောတူညီမှုယူလက်လီဖြစ်ဖြစ်လက်ကားဖြစ်ဖြစ်ကျွန်တော်ကတထေးနဲ့ပဲလက်တွဲမှာကျွန်တော်တထေးနဲ့မိတ်ဆွေချစ်ချင်တယ်အခုကျွန်တော်ကျွန်တော်ဝန်ထမ်းတွေကျွန်တော်ကုမ္ပဏီကြည့်လေကျွန်တော်လိုလူကအကိုရဲ့သူငယ်ချင်းဖြစ်နိုင်မယ်ထင်လားပြောလိုက်ပါတယ်။မင်းကပြောတာနားထောင်မင်းနဲ့မင်းဝန်ထမ်းတွေတခုံလဲထမင်းစားတာမြင်နေမင်းဝန်ထမ်းတွေမင်းကိုစနောက်တယ်မင်းတို့အပေါ်ကောင်းကောင်းဆက်ဆံတယ်ငါ့ကိုလည်းကောင်းကောင်းဆက်ဆံဖို့မျှော်လင့်တယ်ကွာပြောလိုက်ကလက်တွဲဖို့ဖြစ်သွားကြပါတော့တယ်။ခွန်ဒေကစင်ပေါ်တက်လာကမယူပြီးပုံတင်မျှဝေမှုလက်ခံတယ်ဒါကိုတန်နာအတွက်ပဲလှုပ်ပေးမယ်လို့ပြောလိုက်ပါတော့တယ်။ရှောင်းရီအန်အောသွားကစန်ဒီကိုပြေးဖက်လိုက်ပါတော့တယ်အားလုံးရဲ့အောင်ပွဲခံလိုက်ကြပါတယ်။မူးနေတဲ့ Linux ကိုစန်ဒီနဲ့ရှောင်းရီရုံးခန်းထဲလိုက်ပို့ရင်ရှောင်းရီကသူတို့နှစ်ယောက်ကားမှန်မှာရေးခဲ့တာကိုတင်ထားတာတွေ့လို့ဘာလို့ဒီမှာထားတာလဲမေးလိုက်တော့အမတ်တရလေတနေ့ရှောင်းရီမရှိတော့ရင်သူ့ရဲ့လက်ရေးကိုမှိတ်မသွားစေချင်လို့ပြောလိုက်ပါတယ်အဲ့ဒါဆိုရင်အမြဲထင်နေမဲ့မာကာနဲ့ရေးပေးခဲ့မယ်ပြောကစားပွဲပေါ်တင်ကပြန်ထက်ရေးရင်အခုတို့တက်နှုံးနဲ့ဆိုရင်ကျမကုမ္ပဏီကနေထင်တာထက်စောပြီးထွက်လို့ရလောက်ပြီးတစ်နှစ်အတွင်းပေါ့ပြောလိုက်ပါတယ်ဒီလိုနဲ့စကားတွေပြောရင်ခွန်မူးနေတာလားမေးလိုက်တော့စန်ဒီကမူးပေမဲ့လည်းခွန်လက်ထက်ရတော့မယ်ဆိုတာမမေ့ပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့စကားပြောကြရင်ကိုစီးကိုဆောင်ကြကရှောင်းရီလဲအိမ်ပြန်လိုက်ပါတယ်အိမ်ပြန်ရောက်တော့သူ့ကောင်လေးနဲ့စကားပြောပြီးဒီလာအားလားဒီကိုလာလဲမလားလို့ပြောလိုက်ပါတယ်စန်ဒီကလည်းကားမှန်ထိုင်ကြည့်နေပါတယ်ရှောင်းရီကတန်နာစူးစမ်းထားလို့ရေးထားခဲ့ပါတယ်ခနင်ကုမ္ပဏီကိုပီတာရောက်လာပါတယ်ခန်တို့အဖွဲ့လဲလာဂျိုကခန်ကလည်း easy တိုးတက်လာတဲ့အကြောင်းတွေပြောက1990ထုတ်ဟန်နာကစေဒိုင်ကင်ဂျိုဗင်ဒေးဂျဝိုင်းခဲ့ပေးကအခုလိုချိန်တွက်တင်ထားတာပြောလိုက်ပါတယ်ပီတာကလည်းရှားပါတဲ့အရက်ကောင်းပဲဒီလိုဝိုင်မျိုးတရုတ်မှာရှာရခတ်တယ်ပြောကချီယာစ်လုပ်ဖို့လုပ်လိုက်ပေမဲ့ပီတာကခွက်ချလိုက်ကဒီလိုဝိုင်မျိုးနဲ့ကအောင်ပွဲခံရရင်အတော်ရဲ့ဒါပေမဲ့ဒီရက်နဲ့ဟန်ပြလုပ်ချင်ရင်တော့ဒီရက်ပွလင်းလာကဖြစ်တာပေါ့ပြောကလွန်ခဲ့တဲ့နှစ်ဝက်ကဒီနယ်ပယ်မှာဈေးကွက်ရှယ်ယာနံပါတ်1ဖြစ်စေရမယ်ဆိုခုတော့ဖိနစ်ကဈေးကွက်ရှယ်ယာအများစုယူထားတယ်ရှင်းပြပါအောင်မေးလိုက်တော့ခံကလည်းရှင်းပြကစူးစမ်းနေသေးပါ easy campaign အစ်လည်းထုတ်လိုက်တယ်အခုအောင်မြင်နေသေးပါလို့ပြန်ပြောလိုက်ပါတယ်တန်နာရဲ့ campaign ကို copy ကူးတာလားပြောကတရုတ်စကားပုံရှိတယ်စီးစိမ်ဆိုတာမျိုးဆက်3ဆက်ထက်ကြာရှင်းမခံဘူးလို့ပြောကသူ့ဖေကိုကြည့်ပြီးငါတို့ကပထမမျိုးဆက်ပဲညီကိုဒီမေကုန်းရဲ့အဖြေလိုချင်တယ်ပြောလိုက်ပါတယ်ခနင်ကလည်းတန်နာကိုရှယ်ယာတွေလူယူခိုင်းမိလိုက်တာမားသွားတာပါသူတို့ကိုတာဖယ်လိုက်နိုင်ရင်ဖိနစ်ကိုအမိလိုက်နိုင်မှာပါပြောလိုက်ပါတယ်ခွက်မြောက်ကလာလို့ပြောရင်ခံခွက်မြောက်လိုက်ချိန်မှာတော့ချထားဖို့ပြောလိုက်ကဝိုင်ကိုလောင်းထဲလိုက်ကမင်းအဖေမင်းကို CEO နေရာထားဖို့ငါ့ကိုတေချာဖြောင်းဖျက်ခဲ့တာငါကိုနောင်တရမိအောင်မလုပ်နဲ့တော့မင်းလက်စီးမှာကော်ဖီဆိုးနေတယ်မင်းဖေတတိမပေးဘူးလားပြောကထွက်သွားပါတယ်ဆန်ဒီအစည်းအဝေးလုပ်နေတော့ရွေ့ကျယ်ရောက်လာကဆန်ဒီကိုရှောင်းရီထန်ဆွဲခေါ်လာကအသုံးပြုသူများလာလို့ app server ချက်ဖို့ပိုက်ဆံမထုတ်ပေးလို့ပြောနေပါတယ်ရှောင်းရီကလည်းအသုံးပြုသူကွန်ပလိန်းတင်တာမရှိသေးဘူးနောက်3လလောက်နေမှဝယ်လို့ရပါသေးရဲ့ပြန်ပြောနေလို့နင်နမီကိုကုမ္ပဏီဘရိတ်လို့ပြောင်းတင်တယ်ပြောလိုက်ပါတယ်ဒီလိုနဲ့စကားများရင်ဒီလိုနဲ့ဆန်ဒီကနေပညာဖွဲ့ဘတ်ဂျက်အကုန်သုံးပြီးပြီလားမေးလိုက်တော့မသုံးရသေးပေမဲ့လိုရမယ်ရထားခြင်းလို့ဒါမှအရေးပေါ်အခြေအနေမှာတခြားဌာနတွေကိုခုပေးလို့ရအောင်လို့ပြန်ပြောလိုက်လို့ရွေ့ကျယ်ကစန်ဒီရအောင်တောင်းဖို့ပြောကမဟုတ်ရင်မင်္ဂလာရောင်ပြစ်မယ်ပြောကထွက်သွားပါတယ်ဆန်ဒီကညစာအတူစားမလားမေးတော့အလုပ်ရှိတယ်ပြန်ပြောလိုက်လို့ပြီးရဲ့ထိစောင့်မယ်လို့ပြောတော့ရှောင်းရီကသူ့အကူကိုကြည့်ကတရုတ်လိုမနှိမ့်ညမူးသွားလို့အဲ့ကိစ္စမေးလိုက်ဖို့ပြောလိုက်ပါတယ်ငါပေါ်ခန်းစားချက်ကအဲ့လိုပဲလာပြန်မေးလိုက်တော့နဘေးကအကူကအခုကရေးကြီးရဲ့ကိစ္စနော်ခွန်ဆန်ဆိုပြီးဝင်ပြောမိလိုက်တော့ငါတို့ပြောတာနားလေတာလားမေးလိုက်ပါတယ်သူကလည်းဘာမှမသိပါဘူးဒါပေမဲ့ပြာတူနံရုံးခွဲကိစ္စကြီးတစ်ခုဖြစ်နေလို့လူတွေပရမ်းပရာဖြစ်နေကြတာပြဿနာတက်ပြီးတထေးလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့လာကြည့်တော့တန်နာဆိုင်ခွဲတွေကိုဖွင့်မရအောင်ခဏလုပ်ငန်းစုကသူတို့နဲ့ချုပ်ထားတဲ့စာချုပ်တွေအကုန်ဖြတ်သိမ်းမယ်ဆိုပြီးအကြက်ကင်လိုက်လို့တန်နာဆိုင်ခွဲတွေနေရာဖယ်ခိုင်းနေရပါတယ်အဲ့ဒါနဲ့နောက်ထပ်နေရာတစ်ခုရှာပြီးတန်နာကို16ဘတ်နဲ့ပြန်ဝန်ဆောင်မှုပေးနေပါတယ်ခွန်ခနင်ကဆန်ဒီတွေ့ဖို့ဖုံးဆက်ကတွေ့ကြပါတယ်ဆန်ဒီကလည်း16ဘတ်နဲ့လောက်တော့ဆိုင်ခွဲတစ်ခုကနေပဲ8000နီးပါးပို့ရတယ်ခင်ဗျာသားရဲ့ easy ကျယ်9ပွင့်ရှိတာတောင်မှပါဆယ်3000မပြည့်ဘူးပြောလိုက်ပါတယ်နိုင်ပတ်ထားတာတွေ့တော့လွင့်ပစ်ရင်လွင့်ပစ်လို့ရတယ်ငါတို့ဘာအတိတ်ပဲမရှိဘူးပြောတော့အဲ့နေ့ကလေးကခင်ဗျာကိုကြော်နိုင်တဲ့နေ့မှဒီနိုင်လွင့်ပစ်မယ်လို့ကြိမ်ထားတာကျွန်တော်ဘွားရဲ့အရေးကြီးဆုံးသင်ခန်းစာပဲပြောလိုက်ပါတယ်
ဈေးနှုန်းလာမကစားနဲ့မင်းပထမဆုံးပျက်စီးမှာလို့ပြောကတတိပေးလိုက်ပါတယ်။ဆန်ဒီကလည်းတနိုင်ငံလုံး16 ဘတ်နဲ့ဖြစ်စေရမယ်ပြောလိုက်ကပြန်လာခဲ့ပါတယ်။ရှောင်းရီရောက်လာက16 ဘတ်ကိစ္စသူကိုဘာလို့အရင်မပြောရလဲခနဲ့နဲ့တွေ့လို့ဖြစ်တာလားဆိုပြီးပြောလိုက်ပါတယ်။ဆန်ဒီကလည်းအားလုံးခဏထွက်ခိုင်းလိုက်ပြီးရှောင်းရီကတော့ဈေးကိုဒီထက်လျော့လို့မရဘူး။ easy တစ်ဖက်ပဲထက်လျော့တာနဲ့တေးပြီးပဲလို့ပြောလိုက်ပါတယ်။သူတို့ရော့မှာမဟုတ်ဘူးပြန်ရှင်းပြနေပါတယ်။25 ဘတ်တစ်နှစ်တောင်းခံနိုင်တဲ့16 ဘတ်ဆိုရင်ဘယ်နှစ်လတောင်းခံနိုင်မယ်ထင်လဲပြောကဆန်ဒီကလည်းငါတို့အကုန်နိုင်ယူနိုင်တယ်ပြန်ပြောလိုက်ပါတယ်။ရောင်းအားမှာတော့အနိုင်ယူနိုင်မယ်အမျက်ကြံမှာမဟုတ်ဘူးပြန်ရှင်းပြနေပါတယ်။အပြန်လန်ပြောရင်းဆန်ဒီကခွန်မင်္ဂလာဆောင်တွက်ပဲစိတ်ပူနေတာမလားပြောလိုက်တော့ဟုတ်တယ်ပြောကလှုပ်ဖို့ကိုက်ဖက်အနေနဲ့တတိပေးချင်တာပါဒါပါပဲပြောလိုက်ပါတယ်။ဆန်ဒီကတော့ဆုံးဖြတ်ချက်မပြင်ချင်ပါဘူးဒီလိုလုပ်မယ်ဆိုတခုပေးဆက်ရလိမ့်မယ်။ဘာလို့ရမှာလဲပြောလိုက်ဆိုတော့အကုန်လုံးရဲ့လစာဖြတ်ရမယ်ပြောလိုက်ပါတယ်။ရွေးချယ်ခေါ်ပြီး3ယောက်သားဆွေးနွေးတော့ရွေးချယ်ကလက်မခံပါဘူးသူ့ဖွဲ့လစာဖြတ်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့စကားများနေရင်ဆန်ဒီကမနှက်ဖြန်ကစကုန်ကြစရိတ်အကုန်လျှော့ချမယ်ခန်းစားခွင့်တွေလျော့မယ်။ OD မပေးဘူးမလိုတာတွေအကုန်လျော့ချမယ်ရင်းနှီးမြှုပ်နှံသူအစ်စ်မရခင်ထိလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့16 ဘတ်နဲ့စတင်လုပ်လိုက်ကြပါတယ်။လစာတွေလျော့လိုက်တော့ဝန်ထမ်းတွေစတင်မပျော်ကြတော့ပါဘူး။ဆန်ဒီကရှောင်းရီညစာစားဖို့ခေါ်တော့မအားဘူးပြောနေရင်မဲ့သူ့ချိန်စရာကြည့်ပြီးလို့ပြန်ပြောလိုက်ရတော့သူ့ကောင်လေးလီယန်လာမှာမို့သူ့ကိုညစာလိုက်ကြွေးမလို့ဟုတ်ပြီလားပြောလိုက်တော့လိုက်ခဲ့လို့ရမလားခွန်ချစ်သူနဲ့တီးတင်နေထင်တယ်လို့ပြောတော့ဘာအတွက်လဲမေးတော့ခွန်သူစီကနေအဝေးထွက်လာပြီးဒီမှာကုမ္ပဏီဦးစီးပေးနေတာလေလုတ်ဖော်ကိုင်ဖက်နဲ့ပေးမတွေ့တင်ဘူးလားပြောလိုက်ပါတယ်။ဒီလိုနဲ့ညစာအတူစားဖို့ဖြစ်လာပါတယ်။ညစာစားရင်စကားပြောကြတော့ဆန်ဒီကရှောင်းရီကိုနှစ်ပဲနေရင်နှမျောစရာကြီးသူခုဘိုးချုပ်ကြီးလိုပဲသူကိုဒီမှာဆက်လုပ်ဖို့မျှော်လင့်နေတာပြောတော့ဒါဖြင့်ကုမ္ပဏီရဲ့ရှယ်ယာတွေကိုပေးလိုက်လေလို့ပြောလိုက်ပါတယ်။ရှောင်းရီကလီယန်ကနောက်နေတာပါပြောလိုက်ပေမဲ့ဈေးကွက်အတိုင်းပဲပတ်တန်း900 10 ခိုင်နှုန်းဆိုရပြီးမနောက်ဘူးအတီပြောတာပြောတော့ဆန်ဒီကရပါတယ်ဒါပေမဲ့စောင်းရမယ်လူတွေအများကြီးရင်းနှီးဖို့တန်းစီနေကြတာကိုစီးမြင့်နဲ့ကိုမလို့ပါပထမဆုံးလာတဲ့သူကိုပထမဆုံးဝန်ဆောင်မှုပေးရမှာလေပြန်ပြောလိုက်ပါတယ်လီယန်ကလည်းရှောင်းရီမင်းကုမ္ပဏီမှာဘာလို့လုပ်ချင်လဲတီလာတကယ်တမ်းမင်းကုမ္ပဏီလားလာရှိလို့ဒါပေမဲ့ရန်ပုံငွေလဲနေတယ်ပြီးတော့မင်းကဈေးနှုန်းစစ်ပွဲလုပ်နေပြီးပိုက်ဆံတွေကိုဖြုံးနေတာရှောင်းရီပြောထားသလိုနှစ်မနေနိုင်တော့ဘူးပြောတော့ရှောင်းရီကတော်လောက်ပြီးကျမပြန်တော့မယ်ပြောလိုက်ပါဟုတ်တယ်ပြန်ချိန်ရောက်ပြီးငါတို့အိမ်ကိုပြန်ရမယ့်အချိန်ပဲပြောတော့ဆန်ဒီကဒါလဲရှောင်းရီအိမ်လေးပြောကကျွန်တော်ယုံကြည်ရဲ့သူကတန်နာကိုအောင်မြင်မှုစီဥဆောင်နိုင်တယ်ဆိုတာခင်ဗျာရှောင်းရီယုံကြည်ရမယ်သူလုံနိုင်တယ်ဆိုတာယုံကြည်ရမယ်မယုံရင်ဘယ်တော့မှမမြင်နိုင်ဘူးပြောလိုက်တော့ရှောင်းရီမယုံတာမဟုတ်ဘူးခင်ဗျာရဲ့ကုမ္ပဏီဘယ်လိုရှင်တန်မလဲဆိုတာငါမမြင်နိုင်တာပဲရှောင်းရီလည်းမမြင်တော့ဘူးဒါပေမဲ့အခုငါနားမလဲတာကဘာလို့သူနဲ့အချိန်ဖြုံးနေတာလဲပြောလိုက်ကထွက်သွားပါတယ်ရှောင်းရီကလည်းစကားကောင်းကောင်းပြောလို့မရဘူးလားပြောကလီယန်နဲ့စကားများကြရင်လီယန်ကကုမ္ပဏီအခြေအနေမကောင်းတာရှောင်းရီတောင်းခံထားတာထိုက်တန်မှုမရှိဘူးဘာတွေတောင်းခံနေတာလဲလို့ပြောနေပါတယ်ရှောင်းရီကသူ့ဝန်ထမ်းတွေမစွန့်ပစ်ချင်ဘူးပြောလိုက်ပါတယ်လီယန်ကရှောင်းရီကိုစန်ဒီနဲ့တန်တရားဝင်လို့ရှောင်းရီကရှင်းပြပေမဲ့ထပ်မဆောင်နိုင်တော့ဘူးပြောကထွက်သွားပါတယ်နောက်နေ့မှာတော့ပစ္စည်းပိုးတဲ့သူတွေကလဆအပြည့်မရလာလို့တပိတ်မောက်လာကြပါတော့တယ်ဆန်ဒီရှင်းပြဖို့လုပ်ပေမဲ့သူ့ညီကအစပြောလာပါတယ်ဘလို့မှထိမရတော့ပါဘူး ID အဖွဲ့မှာလည်းအလုပ်ထွက်တဲ့သူရှိလာပါတယ်ပြီးတော့ ID အဖွဲ့ကလည်းအေးရေးမဝပဲအဆက်မပြတ်လုပ်နေရတာအိမ်တောင်မပြန်နိုင်ဘူးလက်စာလျှော့ချတာနဲ့ပတ်သက်ပြီးဘာမှမပြောပေးတော့ဘူးလားလို့ကွန်ပလိန်တက်လာကြပါပြီရွေးချယ်ကအော်လိုက်ပြီးညှဉ်းညူနေတဲ့အယူတွေငါကိုယ်တိုင်လုပ်မယ်ပြောကထိုင်လိုက်လို့နောင်တယောက်ကလည်းထထွက်သွားပါတယ်ရွေးချယ်ကလည်းငါအပလက်စားနေတဲ့လူလေးဆက်ဖော်ထုတ်လိုက်ပြီးသူတို့က package 4 ချိန်တွေပိုးလဲစားနေတာတက်စီပြေစာတွေဖောင်းပွားအောင်လုပ်ပြီးဖောက်တီတွေကိုလိန်နေတဲ့မင်းရဲ့သူငယ်ချင်းလဲပါတယ်အဲ့ဒီထဲမှာလို့ပြောလိုက်ပါတယ်အခုမင်းအလှည့်ပဲနှပြောလို့မနေနဲ့ပြောကထွက်သွားပါတယ်အဲ့ဒါနဲ့သူ့သူငယ်ချင်းအလုပ်ထုတ်ဖို့ဖြစ်လာပါတယ်သူ့သူငယ်ချင်းကလည်းအလုပ်မထုတ်ဖို့တောင်းပန်ကငါအမေနဲ့ငါသားကိုဘလို့ကယူဆိုင်မှာလဲဘာလဲမင်းကိုကြည်စမ်းပါအောင်ထုံလို့ပြောကမင်းကူညီလိုတဲ့အခါငါမတွန်းဆုပ်ပဲလာကူညီခဲ့တယ်မင်းငါကိုမလိုအပ်တော့တဲ့အခါဒီလိုပုံနဲ့လွင့်ပစ်မလို့လားပြောတော့စန်ဒီကမင်းနာမလဲဘူးလားမင်းကိုလွတ်ပေးလိုက်ရင်လူလိန်ထောင်ချီကိုငါဘာပြောရမလဲအိုးတောင်းပန်ပါတယ်ငါသူငယ်ချင်းတွေပဲငါကိုလိန်လို့ရတယ်အဲ့ဒီလိုလားပြောလိုက်ပါတယ်သူ့သူငယ်ချင်းကလည်းရှင်အပြပေမဲ့သူ့သားလေးငယ်သေးရဲ့အလုပ်တော့မဖြုတ်ပါနဲ့ပြောနေပါတယ်စန်ဒီကမင်းမေနဲ့သားလေးကိုအိမ်ပြန်ပို့ဖို့ခီးစရိတ်ငါပေးမယ်ပြောကပိုက်ဆံထုတ်ပေးတော့ကျေးဇူးပဲသူငယ်ချင်းပြောကထိုးလိုက်ကမင်းတစ်သက်လုံးပေါင်းလာတဲ့သူငယ်ချင်းကိုမင်းလောက်တာလားပြောကမင်းပိုက်ဆံတပြားမှငါမယူဘူးငါတို့ပြီးမင်းရဲ့ဒီဆိုးရွားတဲ့ကုမ္ပဏီဘလောက်ရှင်တန်မလဲကြည့်ရအောင်ပြောကထွက်သွားပါတယ်စန်ဒီမှာလည်းရွေးချယ်စရာမရှိပဲလုပ်ရတဲ့အခြေအနေဖြစ်နေပါတယ် Easy ရဲ့ကမ်ပိန်းတစ်ကြောင့်20% ထိကျဆင်းသွားပါတယ်အကြောင်းကတော့ပါဆယ်အတုတွေမိရှို့တာကိုအွန်လိုင်းပေါ်အဖြန့်ခံလိုက်ရလို့ပါတစ်ဖက်မှာခွန်ခနင်ကစန်ဒီကို19% ချရောင်းအောင်လုပ်ခဲ့တာဖြစ်နေပါတယ်စန်ဒီကလည်းသတင်းသမားတွေခေါ်ဖြည့်ရှင်းနေရပေမဲ့သတင်းသမားတွေရဲ့မေကွန်ထိုးနှက်မှုကြောင့်သတင်းထောက်တယောက်နဲ့
ရန်ဖြစ်ခါနီးဖြစ်သွားပါတယ်။ဆန်ဒီစိတ်တက်ကြထိုင်နေချိန်ရှောင်းရီရောက်လာကသူ့ကိုအားပေးစကားပြောကနှစ်ယောက်လုံးမျက်ရည်တွေနဲ့ပြန်အားတင်းကအိမ်ပြန်ဖို့ကားရှိရာသို့လာခဲ့ပါတယ်။ကားနားရောက်တော့ကားပေါ်မှာကြည်စံတက်ထောင်းနဲ့မင်းဘဝကကြည်စံ1000လောက်ပဲတန်မိုးရှိတာလို့ရေးထားတဲ့စာရက်တွေ့လိုက်ရပါတယ်။